ကောက်ကနေချင်းမိုင်ကိုအရန်ကိုနာမည်ကြီးနေတယ်ယထာနံပါတ်6နဲ့တွားကြည့်ပါမယ်အရန်ကိုအဆင်ပြေခဲ့ပါတယ်ပေါ့နော်ဒါကတော့ဒီဘန်ကောက်မှာရှိတဲ့သူတို့ရဲ့ဘူတာယုံမှာတွားပြီးတော့စီးရပါတယ်အဲ့ဒီမှာသူအဲ့ဒီပြထားတဲ့ဆိုင်ပုံမှာကိုဘဲကိုတွားရမလဲဆိုတာကိုကြည့်ပြီးတော့တစ်ကက်ကလေးနဲ့တွားတာပေါ့နော်သူတို့ကတစ်ကက်မှာ ABCDE အဲ့လိုမျိုးရှိတာပေါ့သူတို့ရဲ့ဒီယထာထွက်တဲ့ဟာကြီးဝါတို့ကြတော့နံပါတ်4အစအဦးကိုတွားရမယ်ဒါနံပါတ်4အစအဦးနံပါတ်4အစအဦးကမှနံပါတ် B ပေါ့ဒါကတော့ယထာပေါ်မတက်ခင်မှာအမဝယ်လို့ရတယ်အများကြီးပဲစားကြရအများကြီးရောက်တော့အမတရတီးလေးဝယ်စားပါတယ်ရှင်ပြီးတော့ဒါယထာလာတဲ့အခါမှာ scan ဖတ်ပြီးတော့ကိုယ့်ရဲ့ယထာတွဲကိုလိုက်ရှာပါတယ်ဝါတို့ကခ8ဆိုရဲ့အတွက်ကြောင့်8ဆိုတဲ့ဟာကိုလိုက်ရှာရတာပေါ့နော်အဲ့လိုဒီလိုမျိုးသူတို့ကအဲ့လိုမျိုးအဲ့ဒီဝင်ပေါက်ကလေးတွေမှာတယောက်ကအမြဲတမ်းစောင့်နေဒါကတော့8ထဲကိုတို့ရလို့ဝင်သွားပါပြီရှင်ဒါကတော့ဝါတို့စီရမယ်8စင်ပါလေယထာနံပါတ်6လေးပဲဖြစ်ပါရဲ့ရှင်ဝါတို့ဒါပေါ့နော်ဒီနေရာချတာပေါ့နော်ကိုကကြတော့လိုအပ်ဘက်ရလိုအပ်ဘက်ကကြိုပြီးတော့ booking တော့တင်ရတယ်ပေါ့ပြီးတော့သူတို့ကမနက်စာပါစားမလဲဆိုပြီးလာမေးရပတ်စံတော့ပေးရတာပေါ့နော်မနက်စာစားဖို့အတွက်ကိုသူတို့ကကြိုပြီးတော့ညာတွေကမှာထားရတာပါဒါလေးကတော့ယထာစားထွက်ပါပြီရှင်ယထာစားထွက်တော့လေညနေလေးဆိုတော့ညနေ6:40ဆိုတော့အဲ့လိုပဲနေဝီဒီယိုချိန်လေးမှာအရန်ကိုလှပတဲ့ဘန်ကောက်မြို့ကြီးကိုလည်းကြည့်ရှုခန်းစားသွားရပါတယ်ရှင်ခဏကြာတဲ့အခါကျတော့ဝါတို့ကဒီမှာပါလာတဲ့မုတ်ကလေးတွေစားတယ်ပေါ့ရေဘူးပေးရပေါ့နော်သူတို့ကရေနှစ်ဘူးကတော့အလကားပေးပါတယ်ရှင်တယောက်တစ်ဘူးပေါ့နော်ဝါတို့ဝယ်လာတဲ့ဟာကိုညစာစားဘာဖြစ်လို့ဒီကညစာမစားဘူးယထာပေါ်ကညစာရတိတ်မကောင်းဘူးဆိုပြီးတော့ review တော်တော်များများမှာတွေ့ထားတယ်ဈေးကလည်းကြီးတယ်ဖြစ်တဲ့အတွက်ကြောင့်အပြင်ကနေပဲဝယ်စားခဲ့ပါတယ်ရှင်အပြင်ကနေဝယ်စားရတာကောင်းလားလို့မေးလို့ရှိရင်တော့အပြင်ကဝယ်စားတာအကောင်းဆုံးပါပဲရှင်เนาะယထာဘောဟာကိုမှာမစားပါယထာဘောဟာရဲ့ဈေးရလည်း180 190ဆိုတော့ကြီးပါဒါကတော့အယုဒ္ဓယပေါ့เนาะအယုဒ္ဓယမှတ်တိုင်မှာခဏရက်တယ်အယုဒ္ဓယမှတ်တိုင်မှာရက်တုံးပြပါရဲ့ပြီးတော့8နာရီထိုးကနီးလောက်မှာသူတို့တွေလာပြီးတော့အိယာလာခင်းပေးပါတယ်ရှင်ဝါတို့ကကြာလိုအပ်ဘက်ကိုဘေးချင်းကက်ရက်ပေါ့เนาะကြိုပြီးတော့အောက်ထက်ကပို့ပြီးဈေးကြီးတယ်အပေါ်တက်ကနေနဲ့ဈေးတက်တာအဲ့ဒါအောက်ထက်ကကုန်တာမြန်တယ်ပေါ့เนาะဝါတို့ဒီတွဲလုံးဆိုရင်အပြည့်ပဲလူကပေါ့เนาะဒါကတော့အိယာခင်းပြီးတော့ဝါတို့အိပ်ပါပြီရှင်မနေ့ကြတော့မနေ့6နာရီလောက်ကြာတော့လာနှိုးပါတယ်ရှင်လာနှိုးလို့ရှင်ဝါတို့ထပြီးတော့အမမျက်နှာရေးဘာရေးတစ်တယ်ပေါ့နော်သူတို့ရ morning ဆိုပြီးအဲ့ယထာတွဲကိုပေါ့ခုနကညတော့လာပြီးတော့အဲ့ရခင်းပြီးရဲ့လူကနေပြီးတော့လိုင်းနှိုးတာပေါ့နော်ဒါကတော့ဒါချင်းမိုက်မရောက်ခင်တမတ်တိုင်လိုမှရက်တယ်ပေါ့ဗာမတ်တိုင်လေးလဲဟိုမှလည်းမမှတ်မိတော့ပါဘူးရှင်ဒါကတော့အဲ့ချင်းမိုက်ကိုသွားတဲ့တခြားမှာမနေ့စောကြီးမှတွေ့ရဒါကတော့ခုနကဝါတို့ညတော့တက်လာချင်းတော့မနေ့စာကြုံမာထားတာလေးကိုလာပို့ပေးရပေါ့နော်ဒါလေးကမနေ့စာမှာတော့တဲ့ဥနှလုံးပါရဲ့ပြီးအရွက်တွေပါပြီးတော့ဒါကတော့ချင်းမိုင်မရောက်ခင်နိုင်ဝက်အလိုမှာမျက်နှာတွေပါတစ်ပြီးတော့စကင်လေးကဲနေတာပါဒါလေးကတော့လုံးဝငြိမ်တာကိုပြတာပေါ့နော်ဖုံးဆိုလို့ရှိရင်လုံးဝမလို့ယထာရဲ့ငြိမ်ချက်ပေါ့အဲ့လိုလေရမ်းကောင်းတယ်အနွေးတဲ့လေးတော့ယူသွားပေါ့ညာဘက်ကြလို့ရှိရင်အေးပါတယ်နော်လုံးဝငြိမ်ချက်ကတော့ဒီစကင်ကဲနေတဲ့အချိန်မှာကြည့်လိုက်ဒီဘူးတွေပါလေဆိုတာလေမှောက်သွားတော့ဘာမှမရှိအဲ့တော့ရောက်ပါပြီရှင်ချင်းမိုင်မနေ့9:20မှာရောက်ပါတယ်ရှင်အဲ့တော့ဒီချင်းမိုင်ဘူတာလေးကတော့လုံးဝချစ်စရာကောင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲလုံးဝနယ်မျိုးလေးတစ်ခုရဲ့နှစ်တာရကိုပေးစမ်းပါတယ်ရှင်အခုကတော့သွားပါတော့မယ်အခုတော့ချင်းမိုင်ရဲ့ဒီဘူတာလေးကိုရိုက်ပြပါမယ်ပြီးသွားလို့ရှိရင် vlog လေးကိုအဆုံးသတ်မယ်နော်ဒါကတော့ချင်းမိုင်ဘူတာလေးကလုံးဝရိုးရိုးရှင်းရှင်းဟိုးရင်ခေတ်တုန်းကပုံစံ style လေးပေါ့နော်လုံးဝသူ့ရဲ့ပုံစံလေးဟာဆိုလို့ရှိရင်ဟိုကတို့ငယ်ငယ်ကကြီးခဲ့ရတဲ့ငယ်ဘွားရုပ်ရှင်တွေကိုတတိယမိတယ်ဒါကတော့သူ့ရဲ့